ဒူဘိုင်းမှာအလုပ်တော်လုပ်တဲ့သူတွေကအားလုံးအဆင်မပြေတာကြီးပဲကြားနေကြတယ်တဲ့အဲ့ဒီတော့အကုန်လုံးကအဆင်မပြေနေတာလားတဲ့အဲ့လိုမဟုတ်ပါဘူးရှင်အဲ့တော့အစင်မပြေတဲ့ပြဿနာတွေကိုဖြေရှင်းရင်းနဲ့အစင်မပြေတာတွေကိုလူတိုင်းကလာပြောနေတဲ့အတွက်အစင်မပြေတဲ့ post တွေကိုအစင်ပြေအောင်လို့ဒါကဒီလိုရှိပါတယ်ဒီလိုရှိပါတယ်ဆိုပြီးတော့အကြံပေးနေရခြင်းဖြစ်ပါတယ်တကယ်တော့ဒူဘိုင်းမှာအစင်ပြေတဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တကယ်ကိုမှာ skill ရှိတယ်တကယ်ကို professional တယောက်လိုမျိုးကိုမှာကိုရဲ့ professional ရှိနေတဲ့skill တွေပေါ့နော်ဒီဟာတွေနဲ့တွားပြီးတော့အလုပ်တော့ရှာကြတယ်အဲ့လိုလူတွေကအခုအချိန်မှာနှစ်တည်ကြာလာတဲ့အချိန်မှာလက်စာတွေလည်းကောင်းပြီးတော့အခြေအနေတစ်ခုကိုရောက်ပြီးတော့အေးအေးဆေးဆေးနေတဲ့သူတွေအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒူဘိုင်းဒီနှစ်ကြာလေပို့ပြီးတော့နေလို့ကောင်းလေဆိုတဲ့နိုင်ငံထဲမှာတခုပါပါတယ်။ဒါပေမဲ့လို့တသက်လုံးနေဖို့အတွက်တော့အဲ့ဒီလိုမျိုးတော့ဒါကတော့ရွေးချယ်ရမယ်အထဲမှာတော့တိတ်တော့ recommend မပေးချင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့နိုင်ငံသားမဖြစ်လို့ပေါ့နော်။အဲ့တော့ပြောချင်တာကဒူဘိုင်းမှာအကြာကြီးနေဖို့အတွက်ဒူဘိုင်းမှာ ID ကတ်ရသွားပြီဆိုလို့ရှိရင်2 နှစ်ရတဲ့လူရှိမယ်ခုနကလိုမျိုးအိမ်ကိုမီလီယံနဲ့ချီပြီးဝယ်တဲ့လူဆိုလို့ရှိရင်10 နှစ်ရတဲ့လူရှိမယ်အဲ့ဒီလိုမျိုးတွေရှိတဲ့အတွက်ကြောင့်မို့ဒူဘိုင်းမှာနေရတာအရင်ကောင်းတယ်အလုပ်လုပ်ပြီးတော့နေတဲ့သူတွေကြာရင်အဆင်ပြေလားဆိုရင်ကြာတဲ့ရေရှည်တဲ့သူတွေကတော့အဆင်ပြေပါတယ်စရရောက်ခြင်းမှာတော့အလုပ်တစ်ခုကိုတွက်လျှောက်တဲ့နေရာမှာအရန်ခက်ခဲပါတယ်အဲ့ဒါလေးကိုတော့သိဖို့လိုပါတယ်တကယ်လို့ဒီအလုပ်တစ်ခုကိုရသွားပြီဆိုရင်တော့တေချာပေါက်အားလုံးအဆင်ပြေသွားပြီဘာဖြစ်လို့လဲဆိုတော့အလုပ်ရတာနဲ့ ID ကတ်ကို2 နှစ်စာရတဲ့အတွက်ကြောင့်မို့ဒီ ID ကတ်ရဖို့အတွက်ဒီလဲအလုပ်ရှင်ကပဲရှောက်ပေးတာမို့လို့အဲ့ဒီ2 နှစ်လုံးမှာအေးအေးဆေးဆေးနေလို့ရပြီပေါ့နော်ကိုကဒီအလုပ်ကိုအဆင်ပြေတယ်မထွက်သွေးကအေးအေးဆေးဆေးပါပဲအဲ့တော့ဒီအလုပ်မှာ2 နှစ်နဲ့နေပြီးသွားတဲ့အခါကျရင်နောက်ထပ်2 နှစ်တက်တန်တိုးလို့ရတယ်နောက်2 နှစ်အမြဲတမ်းတက်တန်တိုးလို့ရတယ်2 နှစ်ပြီးသွားပြီ experience ရှိလာပြီဆိုရင်နောက်ထပ်တနေရာပြောင်းဖို့လဲလွယ်သွားပြီလစာပိုတိုးမနီတစ်ခုထဲမှာပဲအလုပ်တစ်ခုထဲမှာပဲနှစ်နဲ့ချီနေသွားမယ်ဆိုရင်လည်းတစ်နှစ်နဲ့တစ်နှစ်မှာဘောနက်တွေထပ်ပြီးတော့ရလာမယ်လစာတွေလည်းတိုးလာမယ်ဒါကြောင့်မို့လို့ဒူဘိုင်းဒီနှစ်ကြာနေတဲ့လူတွေကတော့အခြေကျပါတယ်အခြေကျနဲ့အေးအေးဆေးဆေးနေလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ ID ကတ်လက်ထဲကင်ပြီးသွားရင်ကိုလစာနဲ့ကို arrange လုပ်လို့ရသွားတဲ့အတွက်ကိုအေးအေးဆေးဆေးနေလို့ရပါတယ်ကြာနေနိုင်တဲ့သူကတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်စသွားတဲ့သူအလုပ်တော်ရှာတဲ့သူအတွက်ကတော့ခက်ခဲတယ်ပေါ့ဘာဖြစ်လို့ခက်ခဲတာလဲအရင်တုန်းကလွယ်ပါတယ်အခုခက်ခဲတဲ့ဆိုတဲ့အကြောင်းရင်းဒီအလုပ်တော်ရှာတဲ့သူတွေများတယ်ကိုတနိုင်သိဖို့လိုတယ်ပေါ့နော်မြန်မာတနိုင်ငံတည်းမဟုတ်ဘူးနိုင်ငံပေါင်းစုံရုရှားအနောက်နိုင်ငံတွေပြီးတဲ့အခါကျရင်နိုင်ငံပေါင်းစုံကနေလာပြီးတော့အေရှန်ကနေလာတဲ့အိန္ဒိယတွေပါကစ္စတန်တွေအများကြီးပဲပေါ့နော်တီလင်ကအဲ့ဒီလူပေါင်းစုံလာတဲ့အတွက်ကိုအလုပ်လက်ရှာတဲ့အတွက်ကိုအလုပ်ရှာပါတယ်